ဒီကြောင်းကနေပြီးတော့မှတပြည့်လို့အပြင်တင်တန်းတွေပါပြန်တက်တယ်ပေါ့နော် Singaporean match တို့English school တို့ဒါတွေကိုပြန်တက်မယ်ဆိုရင်တော့မှတကယ်ကိုနာမည်ကြီးတဲ့ကျောင်းတွေမှာတက်တယ်ဆိုလို့ရှိရင်တော့မှပေါ့နော်သူကအချိန်နဲ့ယူတာဖြစ်ပြီးတော့မှပေါ့3လစာပေါ့နော်3လစာလောက်ကိုမှဖီဆို1000ဆိုတာမြန်မာငွေ9သိန်း6သိန်း9သိန်းလောက်ပဲပေးရတယ်ပေါ့နော်အဲ့တော့ဖိလစ်ပိုင်နိုင်ငံရဲ့ပညာရေးဟာဆိုလို့ရှိရင်တော်တော်လေးကိုကချီကြိုက်တယ်ပေါ့နော်international school ထားမယ်ဆိုတဲ့ကျမမိဘတွေအတွက်ကောကျောင်းနေပြောတဲ့ကလေးတွေအတွက်ကောဆိုလို့ရှိရင်တော့ဒီ international school vibe ကတကယ်ကိုနိုင်ငံတကာစစ်မိတဲ့ကျောင်းသား vibe ကိုရစေတဲ့အဲမှာပါပါတယ်ဖိလစ်ပိုင်နိုင်ငံကဒါပညာရေးစနစ်ကိုတချို့တွေကကြတော့ပေါ့နော်ဖိလစ်ပိုင်နိုင်ငံက develop လည်းမဖြစ်သေးဘူးအဆင်ရောပြေပါမလားဆိုတော့ဖိလစ်ပိုင်နိုင်ငံရဲ့ပညာရေးကိုအခုပညာရေးဝန်ကြီးရောအရင်တော့ပညာရေးဝန်ကြီးတွေရောအကုန်လုံးကဆိုလို့ရှိရင်တကယ်ကိုနိုင်ငံသားမှာကြောင်းတက်ခဲ့နိုင်ငံသားဘွဲတွေတည်ယူပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးအရန်အားပေးကြတယ်ပေါ့နော်သူတို့စီမှာဆိုလို့ရှိရင် public school မှာတက်တဲ့တချို့ကျောင်းသားတွေကဆိုလို့ရှိရင်ကျောင်းသားကမပေးနိုင်ဘူးဆိုလို့ရှိရင်တော့မှ government စီကနေပြီးတော့မှ 6D ရဲ့မှာကျောင်းသားကကိုထောက်ပံ့ပေးဖို့အထီကိုတွားပြီးတော့မှတောင်းခံလို့ရပါတယ်ဒါဖိလစ်ပိုင်နိုင်ငံရဲ့ကောင်းတဲ့ဟာတစ်ခုပါဒီရဲ့ international school တွေမှာတက်မယ်ဆိုလို့ရှိရင်ကျောင်းသားတွေကဘာတွေလုပ်မလဲဆိုလို့ရှိရင်အရင်ပြီးခဲ့တဲ့နှစ်ကကျောင်းကရတဲ့ report card ပေါ့နော် report card က၄ဘတ်စာမွေး report card လုပ်မယ်ပြီးလို့ရှိရင်entrance fee ရမယ်ကျောင်းသားရဲ့မှာ passport bio page ပေါ့နော် Indonesian foreign student ဆိုရင် passport bio page လုပ်မယ်ပြီးတော့ခါကျတော့လက်ပုံနှစ်ခုလုပ်ရမယ်အဲ့ဒီပြီးလို့ရှိရင်ကတော့ CC chat ပေါ့နော်သူတို့ရဲ့စက်တဲ့သူတို့ကျောင်းကသတ်မှတ်ထားတဲ့ laboratory မှာတွားပြီးတော့မှကျောင်းကထောက်ခံစာရွက်လေးနဲ့ပေါ့နော်တွားပြီးတော့မှတွေးစစ်ပေးရပါတယ်ဟိုမှာကတော့အဓိကကအဲ့ဒီစီတွေးစစ်တောင်ကိုအရန်နေဘယ်မှာဖြစ်ပေါ့ channel အလုံးတုံးကပဲရောအကုန်လုံးကတွေးစစ်ကိုစစ်ရပါတယ်တကယ်လို့ practice မအောင်ဘူးဆိုရင်တော်တော်များများကျောင်းတွေကလက်မခံပါဘူးအလုပ်တွေလည်းလက်မခံကြဘူးပေါ့နော်အဲ့တော့ခါကျတော့ practice ကစစ်ဖြစ်အောင်စစ်ရပါတယ်ပြီးလို့ရှိရင်ကျောင်းမှာတခြား activity တွေလည်းအများကြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တကယ် international school vibe ကိုအပြေအဝရစီမှာပါဖိလစ်ပိုင်နိုင်ငံရဲ့တင်ရိုးတွေကဆိုလို့ရှိရင်public school မှာဆိုလို့ရှိရင်တော့များတော့အဖြစ်တက္ကသိုလ်လိုတင်တယ်ဒါမဲ့လည်း foreign လို့လည်းတင်တယ်တကယ်လို့နားမလည်ဘူးဆိုရင်အတမိုင်းနဲ့တွားပြီးတော့ consult လုပ်ပေးနိုင်တယ် public school တွေရဲ့ fees တွေကဆိုတော်တော်လေးနည်းပါတယ်တစ်နှစ်လုံးမှာ fees ဆို1000ကျော်2000 3000အဲ့လောက်ပဲပေးရတယ်ပေါ့နော် fees ဆို2000လောက်ဆိုလို့ရှိရင်မြန်မာငွေမှာ6သိန်းလောက်ပဲရှိပါတယ်အဲ့လိုမျိုး public school တွေတက်တော့ခါကျတော့လူအများကြီးနဲ့တင်ရတာဖြစ်တဲ့အတွက်ကိုယ်ကလေးရဲ့မှာပညာရေးတော့မှတော်တော်လေးကိုပေါ့နော်မိဘကဘယ်လိုပြော focus လုပ်ပြရတယ်ပေါ့နော် international school တွေမှာကျတော့ဒါကကျတော့ကျောင်းသားမိဘတွေရဲ့အမြဲတမ်း meeting တွေခေါ်တယ်သူတို့ရဲ့မှာ school ကပြီးတော့ခါကျတော့ကျောင်းသားမိဘ activity တွေလုပ်ရတယ်ပြီးရင်ကျောင်းသားရဲ့ journalist တွေကိုနေ့တိုင်းဖတ်ပြီးတော့ခါကျကလေးရဲ့တိုးတက်မှုတွေလုပ်ရတယ်ပြီးရင်ဆိုရင်တို့ရဲ့ rule and regulation တွေကိုကျောင်းသားတွေမဟုတ်ဘူးမိဘဟိုကအတိပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် private school နဲ့ international school တော့ channel recommendation ပေးပါတယ် public school ကတော့မကောင်းလားဆိုရင်တင်ရိုးတွေကတော့အကုန်လုံးကောင်းတယ်ဒါပေမဲ့လို့ကိုယ့်ကလေးကတကားလို့နားမလဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့ပေါ့နော်အဲ့ Filipino နဲ့ပတ်သက်ပြီးတော့မှာတော့ extra class ယူရတယ်ပေါ့နော်ပြီးတော့တည်တဲ့အတိုင်းပဲ Philippine နိုင်ငံကခရစ်ယာန်ဘာသာဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့နိုင်ငံရဲ့ AP ဆိုတဲ့ဒီ subject ကိုတင်ရပါတယ်ဒါကဘာရင်းနဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့တော့ခါကြတော့တချို့မိဘတွေအတွက်ကတော့ a little sensitive လည်းဖြစ်နိုင်တာပေါ့နော်ဒါပေမဲ့လို့ဒီ subject တွေအကုန်လုံးကို7-80အောင်မှပဲအဆင်ပြေပါမယ်ဖိလစ်ပိုင်ရဲ့အကြောင်းတွေကမနက်ဆိုလို့ရှိရင်9နာရီဆိုရင်ကြောင်းတက်ပါပြီနေ့လယ်ဆိုရင်2နာရီခွဲ7ခွဲသူတို့အတန်းချိန်ရှိတယ်လို့ပေါ့နော်အဲ့ဒီအချိန်စရာတွေအတိုင်းတော့ကြိုရပါတယ်တော်တော်လေးတော့စောပါတယ်အဲ့တော့ခါကျတော့အရင်တော့ဆိုချမ်းဆိုလို့ရှိရင်ကလေးတွေကိုကြောင်းမပို့နိုင်ဘူးဆိုလို့ရှိရင်သူတို့ကားနဲ့တော့ခိုင်းလိုက်ပါတယ် grant နဲ့တော့ပါတယ်ဒါပေမဲ့ဖိလစ်ပိုင်မှာတော့လုံးဝ grab စီရဆိုလို့ရှိရင် safety ဖြစ်ပါတယ်ကျောင်းသားမိဘတွေကလည်းတော်တော်လေးပေါ့နော်ပြောမယ်ဆိုလို့ရှိရင် farewell တွေ school activity တွေတော်တော်များများမှာပေါ့နော်ကျောင်းသားမိဘတွေအချင်းချင်းကလည်းအရန်ကိုပူပေါင်းကြတယ်ကိုကလေးတွေနဲ့ပတ်သက်တဲ့အားဒီတော်တော်များများလည်းဆွေးနွေးလို့ရတယ်ပေါ့နော် Filipinos တွေကအရန်ကို friendly and kind ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖော်ရွေတော့ခါကြတော့တာသမီနဲ့ပတ်သက်ပြီးလို့ရှိရင်တော်တော်လေးကိုတွားပြီးတော့တိုင်ပင်လို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကတော့အရန် sensitive ပါတာသမီနဲ့ပတ်သက်လို့ရှိရင်မိဘတွေကအရန် sensitive ဖြစ်တဲ့အတွက်ကြောင့်မို့လို့ aura ငေါက်တာအတန်ကျနဲ့ပြောမိတာတွေဆိုလို့ရှင် Filipinos တွေကမကြိုက်ကြပါဘူးအဲ့တခုလေးတော့ရှိပါတယ်ဒါကြောင့်မို့ပုံမှန်အားဖြင့်တော့အရန်ကိုကူညီပြီးတော့နေထွေးတယ်ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်ဒါ Filipinos လူမျိုးတွေရဲ့မှာ
အရန်ကိုကောင်းမွန်တဲ့အကောင်းမြင်စိတ်ရှိတတ်တဲ့ဖိလစ်ပီနိုလူမျိုးတွေရဲ့အရာတွေပါလောလောဆယ်မှာကတော့ချန်ဒါတွေကရှင်းပြသွားတာအကြောင်းစရိတ်ရဲ့လိုအပ်မဲ့ transfer တွေရဲ့ပြီးတော့ခါကျတော့ entrance ဖြေတဲ့ခါကျလို့ရှိရင်ဘယ်လိုဖြေရမလဲဆိုတာလေးတွေကိုရှင်းပြသွားတာပါသူကတော့ junior high school ထိကိုပေါ့နော် major မခွဲဘဲနဲ့ယူလို့ရတယ်တချို့ကျတော့ STEM ကို science ဖတ်သွားတဲ့ line ရှိတယ်တချို့ကျတော့လည်း business ဖတ်သွားတဲ့ line ရှိတယ်ဆိုပြီးတော့မှ junior high school ပြီးတဲ့ grade 10မှာဆိုစပြီးတော့မှခွဲပြီးတော့နော်ကိုယူမဲ့ major အတွက်ကိုတိချာလေးကိုလုပ်ပေးရပါပြီဒါကြောင့်မို့လို့ဖိလစ်ပင်းမှာဆိုလို့ရှိရင် foundation ပြီးသွားလို့ junior high school senior high school ရောက်သွားပြီဆိုလို့ရှိရင်စာတွေကအများများလာပါတယ်public school တွေမှာဆိုရင်အရင်တော့တချို့ကလေးတွေဆိုလို့ရှိရင် junior high school ထိပဲတက်တယ်ပြီးတော့မှတခြား senior high school ကိုသွားကြရပေါ့နော်ကျောင်းသားမိဘတွေအဲ့လိုထားတဲ့လူတွေလည်းရှိပါတယ်နာမည်ကြီးတဲ့ကျောင်းတော်တော်များများမှာကတော့အပြိုင်ဆိုင်ရမ်းများပါတယ်ပညာရေးနဲ့ပတ်သက်ပြီးအပြိုင်ဆိုင်ရမ်းများတယ်မိဘတွေကလည်းပတ်စံရှိရပတ်စံချမ်းသာတာဖြစ်တဲ့အတွက်ကြောင့်မလို့သားသမီးရဲ့ပညာရေးကိုလည်းအရန်ကို support လုပ်ပါတယ်ပြီးတော့ခါကျတော့သူတို့ရဲ့နိုင်ငံကလူဦးရေလည်းများတယ် poverty လည်းရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် senior high school junior high school ပြီးတော့ဒီလို diploma ထိရောက်ပြီဆိုလို့ရှိရင်မိဘတွေကအရန်နဲ့ proud ဖြစ်ကြတယ်ပေါ့နော်အဲ့တော့ဖိလစ်ပိုင်နိုင်ငံမှာကျောင်းတက်မယ်ဆိုလို့ရှိရင်ကတော့ဈေးတက်တာနဲ့တက်လို့ရမယ်နေဈေးတက်တာမယ်ကျောင်းဈေးလည်းတက်တာမယ်ပြီးတော့ခါကျတော့ကလေးကလည်း English speaking အမေရိကန်မှာကျူရဲမှာဖြစ်တဲ့တီတန့်ကြီးကို English ကောင်းကြEnglish တင်တန်းနေပို့ကြမလို့ပေါ့နော် English တော့တော်တော်လေးကောင်းတဲ့နေမှာပါတယ် essence တွေကစားတော်တော်လေးအဆင်ပြေတဲ့ပါတာဖြစ်တဲ့အတွက်တကယ်လို့ပညာရေးနဲ့ပတ်သက်ပြီးတော့မှ international school ကောင်းကောင်းထားခြင်းနဲ့ဈေးလက်တက်ထားမယ်ဆိုလို့ရှိရင်เนาะဖိလစ်ပိုင်နိုင်ငံရဲ့ international school တွေကိုတစ်ခါလောက် try ကြည့်ဖို့ချန်အကျဉ်းပေးခြင်းပါတယ်တခြားတော့အကြောင်းသိချင်နေဆိုရင်လည်းချန်ကိုလာပြီး comment မှာရေးပေးလို့ရပါတယ်ချန်တီတလောက်လေးဖြည့်ပေးထားပါမယ်လောလောဆယ်မှာတော့ဒီရဲ့ international school တွေကချန်အရင်တုန်းကအင်္ဂါကလေးတွေအတွက်စုံစမ်းမှုထားတယ်ပြီးတော့ခါကြတော့လေသူတို့ကိုလည်းကြောင်းထားဖို့ရအတွက်လုပ်ခဲ့ဘူးလေသူတို့နေခဲ့ဘူးတဲ့တင်ကြောင်းနေအကြောင်းကို channel sharing လုပ်တာပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video တွေမှာဆိုလို့ရှိရင် public university တွေနဲ့တခြား university တွေအကြောင်းကို sharing လုပ်ပေးတော့ပါဦးမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်